လူတွေကိုနှလုံးသုံးလုံးဖောက်အောင်ကနန်းပေးမဆနိုင်လို့နာမည်ကြီးနေတဲ့ဘိုးတော်အဘစိတ်အောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုချိန်မြန်မာနိုင်ငံကလူတွေငွေကြေးအခက်အခဲကြက်တဲမှုတွေရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်ဒီလိုမျိုးငွေကြေးကြက်တဲမှုတွေရှိနေချိန်မှာချဲထိုးတာနှလုံးသုံးလုံးထိုးတာနဲ့ထိုင်းထီထိုးတာတွေကမြန်မာပြည်သူတွေအတွက်တော့မျှော်လင့်ချက်တစ်ခုပဲဖြစ်လာပါတယ်ဒါပေမဲ့တကယ်တမ်းဆိုရင်ဒီလိုမျိုးထိုးတာမျိုးကပေါက်ဖို့ဆိုတာခက်ခဲပါတယ်ကံကောင်းရင်တောင်တရားမှာ10ရောက်လောက်ပဲပေါက်ကြတာပါဒါပေမဲ့ဒီလိုအချိန်မျိုးမှာချဲပေါက်အောင်ထိုင်းထီပေါက်အောင်ကိုညီမဆနိုင်တဲ့သူတအူပေါ်လာခဲ့ပါပြီဘိုးတော်အဘဆေးရဝင်းစိန်လို့ခေါ်တဲ့အခုမြင်နေရတဲ့သူကတော့ကန်ဆန်းမဲကနန်းတွေကိုအတိအကျပေးနိုင်တယ်လို့နာမည်ကြီးနေပါတယ်။ဒါကြောင့်သူ့ကိုယုံကြည်ရတဲ့သူတွေကခေတ်သစ်ဘိုးဘွားအောင်လို့တောင်တင်စားခေါ်ပေါ်နေကြတာပါ။ဘိုးတော်ဝင်းစိန်ကိုယုံကြည်ရတဲ့သူတွေကတော့သူဟာစင်းရဲသားတွေကိုနှလုံးသုံးလုံးနဲ့ထိုင်းထီကနန်းတွေပေးပြီးတော့ကိုကြီးစောင့်ရှောက်နေရလို့ပြောဆိုကြပါတယ်။ဒါကြောင့်သူ့စီကိုလူအများပြားလာရောက်ဖူးမြော်ကြပြီးတော့အမြဲတမ်းစီကားနေရဖြစ်ပါတယ်။သူရဲ့နာမည်ကျော်ကြားမှုဟာနိုင်ငံခြားထိတောင်မှရောက်